嗨，大家好，杨林 Chinese class 嘛就是来吧的。老师的那面为比嘛加了字说是个老嘛喏，到第一字说是个老啊，你这个人家说三年的嘛也按米面的啵喏，咱们讲那里代表了给我们晒米啊的，第三个老不如多我们来说的我对你们专业要啵喏。အဲ့တော့စာကူဒီစကလုံးလေးကိုပို့ပြီးနားလည်တော့အောင်အားလုံးတစ်ချက် share လုပ်ပေးမှာဖြစ်တယ်အဲ့တော့လောက်စနဲ့တစ်ချက်တူတူကြည့်လိုက်ကြမယ်နော်အဲ့တော့字ဆိုတာဘာသိပင်လဲဆိုတော့သူကကြတော့ဘဲပေါ့နော်ဘဲဆိုတာကြတော့တစ်ခုပဲလူတစ်ယောက်ပဲရှိတယ်ကော်ဖီတစ်ခွက်ပဲရှိရဲ့ပေါင်မုံတစ်လုံးပဲကြံတယ်အဲ့လိုမျိုးတစ်ခုပဲဖြစ်နေတာတစ်ခုဒီတော့ဖြစ်နေရဲ့အရာကိုဆိုရင်တော့ဆိုတော့字ဆိုတဲ့ဟာသုံးတယ်ပေါ့နော်အဲ့တော့ရှင်ဥပမာစမ်းတဲ့နေတွေအလုံးထည့်ထားပြီးရပေါ့နော်အဲ့တော့ဒီဥပမာစမ်းတဲ့နေတွေကြည့်ပြီးတော့မှရှင်တို့ဘယ်လိုအသုံးပြုရမလဲဆိုတာလေ့လာသွားကြမယ်နော်အဲ့ဆိုရင်တော့ရှင်တို့စလိုက်ကြမယ်နံပါတ်1ပေါ့နော်我只有一个哥哥我ဆိုတာကျွန်တော်只ဆိုတာဘယ်有ဆိုတာကရှိတယ်အဲ့တော့只有လို့နှစ်ခုတွဲလိုက်တဲ့ခါကျဘယ်ရှိတယ်只有ဘယ်ရှိတယ်一个哥哥一个哥哥一个ဆိုတာတယောက်တစ်ခုပေါ့နော်哥哥ဆိုတာအကူအဲ့တော့一个哥哥ဆိုတော့အကူတယောက်ပေါ့အဲ့တော့我只有一个哥哥ကျွန်တော်အကူတယောက်ပဲရှိတယ်အဲ့တော့သူ့မှာအကူတယောက်ပဲရှိရပါတော့အဲ့လိုမျိုးတွေမှာသုံးရင်တော့ဆိုတော့只ဆိုတာသုံးတယ်အဲ့တော့ရှိရနဲ့တွဲလိုက်တော့只有ဖြစ်သွားတယ်နော်စမ်းတဲ့နေရအဲ့တော့我只有一个哥哥ကျွန်တော်အကူတယောက်ပဲရှိတယ်နံပါတ်2只有ပဲရှိတယ်一杯咖啡一杯咖啡ဆိုတာကြတော့ coffee တစ်ခွက်ကိုပြောတာ一杯ဆိုတာတစ်ခွက် coffee ကကြတော့咖啡ကကြတော့ coffee ပေါ့နော်အဲ့တော့只有一杯咖啡了 coffee တစ်ခွက်ပဲရှိတော့တယ် coffee တစ်ခွက်ပဲကျန်တော့တယ်လို့လည်းပြောလို့ရတယ်နော်只有一杯咖啡了နံပါတ်3只吃了一个面包只吃了一个面包只ဆိုတာပဲ吃的စားတယ်အဲ့တော့ဘဲစားတယ်只吃了ဘဲစားတယ်လကကြတော့ခဲ့တယ်ပေါ့နော်只吃了ဘဲစားခဲ့တယ်一个တခု面包ဆိုတာပါမုံ一个面包 coffee တခု一个面包ပါမုံတခု只吃了一个面包ပါမုံတခုပဲစားခဲ့တယ်နံပါတ်4只有2000块钱只有2000块钱只有的呗是也2000块钱那套件只有2000块钱那套件呗是也只有我一个人在班里只有我一个人在班里只有呗是也我真的一个人的要贴只有我一个人真的要呗是也在班里在说嘛班里说看的班里看的在班里看的嘛只有我一个人在班里ကျွန်တော်အခန်းထဲမှာကျွန်တော်တယောက်ပဲရှိတယ်အဲ့တော့老师ကတော့၅ချောင်းပဲထည့်ထားပေးရပေါ့နော်အဲ့တော့ဒီစက်နက်လေးတော့တခြားလေးလေ့လာပေးပါနော်လေ့လာပြီးတော့老师တခြားစက်နက်တွေကိုတိစောက်တဲ့ချိန်နဲ့ဒီနီးလန်းအတိုင်းပဲအသုံးပြုပြီးတော့မှအသုံးပြုရလို့ရတယ်နော်အဲ့ဆိုရင်老师နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်နော်大家再见